ငင်းချမ်းရေးခီးဆက်ရပောင်း100တရက်မြောက်နေ့ရဲ့ထူးခြားမှုလေးတွေကိုဝေမျှပေးပါမယ်။ဒီနေ့မနက်ခင်းခီးစဉ်မှာမိဘတွေနဲ့အတူလာရောက်ကြိုဆိုကြတဲ့ကလေးငယ်လေးတွေကိုအများကြီးတွေ့ခဲ့ရပါတယ်ခင်ဗျာ။သူတို့ရဲ့ဖြူစင်တဲ့အပြုံးတွေကငင်းချမ်းရေးဆိုတာစိတ်ကူးယဉ်မှုမဟုတ်ပဲနောင်တစ်ခေတ်အတွက်ရှင်သန်နေတဲ့မျှော်လင့်ချက်တွေဖြစ်တယ်ဆိုတာကိုသက်သေပြနေပါတယ်။ဒီနေ့မှာပဲကျွန်ုပ်တို့ရဲ့အာလောကလေးအတွက်လည်းဂုဏ်ယူစရာလေးတစ်ခုရှိခဲ့ပါတယ်။ဟန်ရိုင်ကိုကောင်တီရဲတပ်ဖွဲ့ကနေအာလောကကိုရဲတန်းစိမ့်နဲ့အမတ်တရပင်လေးတွေကိုဂုဏ်ပြုတက်ဆင်ပေးခဲ့ပြီးအမတ်တရတပ်ပုံရိုက်ခဲ့ကြပါတယ်ခင်ဗျာ။ညနေပိုင်းမှာတော့လှပတဲ့ပန်းပွင့်လန်းကလေးတစ်ခုကငင်းချမ်းရေးရဟန်းတော်များကိုကြိုဆိုနေခဲ့ပြန်တာကိုတွေ့ရပါတယ်။ဆရာတော်တွေရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ခြေလမ်းတွေကိုတင်တို့အားလုံးရဲ့မေတ္တာပန်းပွင့်လေးနဲ့အားပြန်ဖြစ်စေခဲ့ပါတယ်။မေတ္တာတရားနဲ့ငြိမ်းချမ်းခြင်းတွေဟာဒီခီးစက်တစ်လျှောက်လုံးမှာထွန်းလင်းတောက်ပါနေမှာအမှန်ပါပဲခင်ဗျာအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ။